အားလုံးမင်္ဂလာပါကျွန်တော်စောစံညံပါဒီနေ့ကျွန်တော်တို့တော့ကြည့်ရမယ့်ဗီဒီယိုလေးကတော့မြန်မာပြည်မှာရေတွင်းတူဖို့လုပ်နေဖျားပေါ်တယ်ပေါ့နော်အဲ့မှာစေးဟောင်းဖျားတွေအများကြီးပဲဘာမှပြည်မှာတော့တဲ့ဟိုအန်အော်စရာတွေအများကြီးစီတယ်ထူးထူးဆန်းပေါ့နော်အဲ့တော့ကျွန်တော်တို့အခုပဲအတူတူသွားကြည့်ကြရအောင် ဖျားပေါ်လာပါနော်ဒါအထူးဆန်းမှဓမ္မဒါပထမပေါ်ထားတဲ့ဖျားအခုပြန်တွေ့ပြန်ပါပြီလို့မှတို့ရဲ့အားလုံးဖူးမြော်နိုင်အောင်လို့ပါဒီမှာအထူးဆန်းမှဓမ္မဖျားမှဘယ်နားရောက်တာဖျားမှရှာနေဒီမှာတော်ကြီးပဲတော်ကြီးကသူ့ရဲ့အိမ်နားမှာပေါ့နော်ရေတွင်းတူးဖို့အဲ့မှာရေတွင်းတူးတာတပေလောက်ပဲစီးတယ်ပေါ့နော်အဲ့မှာဖယားကအများကြီးစေအောင်ဖျားတွေထွက်ပေါ်လာတယ်ပေါ့နော်အခုကတော့ဆက်လက်တူးနေတုံးမယ်โอเคကျွန်တော်တို့စကြည့်အောင်လက်မြက်ခွက်ကြောလက်အောင်ဒီမှာရေတွင်းတူးမလို့တဲ့တွင်းတူးတာရေတွင်းကမတူးရ2ပေလောက်ရှိတယ်ဖျားပေါ်တာဖျားမှဖြစ်နေတယ်မှာပြန်တွေ့ရအကြီးပဲဒီမှာဟိုကြည့်ရမှာဟုတ်မှာဟိုနန်းတော်ဆောင်တော့ဒီမှာကတော့ပြတ်သက်ဆောင်တော့အဲ့ဒါဟုတ်ပါဖယားရဲ့စင်တူတော်ဘုံနန်းတော်အဆောင်တော့ဘောပဲလားကျတော့ပြတ်သက်ဆောင်ဓမ္မတေးချမ်းစိန်တော်လိုပုံစံမျိုးအညောက်ကလေးပါနော်အညောက်လေးဒါဒီနေ့ပြီးကွာတော့မဝမ်းကြည့်ရတာရောသူရလားနဲတာကြီးမဟုတ်ညင်တတလေးလုပ်ပြလက်ကူသူရမှာဟဲ့ကူတာဟဲ့လက်လူလေမောရှင်ညောင်းဟိုညီကြီးရမှာဖက်ပြကြအောင်ကူတာတူဆိုတာခုလာရတော့ပါငါဖျားတယ်ပြီးမှထက်တူလားခိကဝေးကြီးကိုခေတောင်းနေရတော့ကြည့်ကြည့်မှာ200လောက်ကလား900လောက်ကလားဆိုတဲ့ကူရစင်တူတော်နန်းတော်ကနော်စင်ငါမြင်တော့စင်တူတင်ကြောင်းကဖျားနိဗ္ဗာန်ကျောင်းတောင်ပုံဒီနေ့ပြီးတော့လက်မတပိတ်လွယ်လာတဲ့ပုံတော်တွေရောမတရားတဲ့ပုံတော်တွေရောနော်ဘယ်တမလင်ခွေထိုင်လာတဲ့ပုံတော်တွေရောโอ้အလုံးနဲ့ပါတယ်တော့ပြီးပြီဘာတော့တင်ကြောင်းလဲပုံပြတယ်ဖျားရင်ကြည့်ရတယ်ချာပါမေတို့မနေ့ကရောက်တာဒီကနေ့ဖျားပေါ်ပါတယ်မေတို့ဖျားဖူးလိုက်တယ်ပေါ့နော်နောက်ကလိုင်းပေါ်ကညီကိုမောင်နှမတွေလည်းဖူးကျင်လာခဲ့ကဲမေတို့လာတဲ့အရက်ကတော့ထူးခြားပါတယ်ရှင်ကဲချစ်တို့ရဲ့မျိုးတို့လည်းဖူးကျင်လာကြပါလို့ဆက်တူးတုံးတမနဲ့ဘာမှမဖြစ်သိနေကလေးဘယ်တော့နည်းနည်းဖူးပြလိုက်ကြပါမယ်အောင်ကောင်းကြည့်တာဖူးကောင်းတယ်ထက်အောင်မကြည့်ရနော်လည်းတာတကယ်တော့ရေကန်တဲအောင်ဆိုပြီးမှတူးလိုက်တာရေကန်လုံမဲ့ဆိုပြီးမှတူးလိုက်တာ4တောင်ကျင်းနဲ့အဲ့ဒါကိုမှဖျားပေါ်တာပေါ့နော်ဒါကဲကိုမေတို့ဖူးထိုက်လို့ဖူးရတာဒါဘယ်နာလဲတော့မသိဘူးအဲ့ဒါပြီးရင်လည်းရေမိုးဆေးပြီးရင်လည်းပြပါမယ်ဖူးနိုင်အောင်ပေါ့နော်အားလုံးကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကိုအချိန်ပေးပြီးကြည့်စုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးအသစ်တစ်ခုမှာပြန်ဆုံတွေ့ကြမယ်အားလုံးမင်္ဂလာပါဘိုင်ဘိုင်